American သမ္မတအိမ်တော်အိမ်ဖြူတော်မှာ MMA ပွဲတစ်ပွဲကျင်းပဖို့ရှိပါတယ်။ဟုတ်ပါတယ်ဒီပွဲဟာဆိုရင် American နိုင်ငံလွတ်လပ်ရေးနှစ်250ပြည့်အထိမ်းအမှတ်ပြီးတော့ American သမ္မတကြီး Donald Trump ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်ကျင်းပသွားမှာဖြစ်ပါတယ်။အိမ်ဖြူတော်၏တောင်ဘက်မြက်ခင်းပြင် South Lawn တွင်ယာယီဆောက်လုပ်ထားသောကျိုးဝိုင်း Octagon ထဲ၌ထိုးသက်ကြမည်ဖြစ်ပြီးဖိုက်တာများသည်ဘဲဥပုံရုံးခန်း Oval Office ထဲမှတဆင့်ကွင်းထဲသို့လမ်းလျှောက်ဝင်ရောက်လာမည်ဖြစ်ပါသည်ဒီပွဲကို Pascal Freedom 250အဖြစ်နာမည်ပေးထားပြီးပွဲမတိုင်မီဖိုက်တာများဝိတ်ချိန်ခြင်းကို Lincoln Design အထိမ်းအမှတ်ကူပေးမှန် Lincoln Memorial တွင်ပြုလုပ်မည်ဖြစ်ပါသည်အဓိကတွဲဆိုင်ကေတာလက်ရှိ Lightweight တန်းချန်ပီယံ Ilia Topuria နှင့်ယာယီချန်ပီယံ Justin Gaethje တို့၏ကမ္ဘာ့ချန်ပီယံလူပွဲဒုတိယခေါင်းဆောင်တွဲဆိုင်အနေနဲ့ကတော့ Heavyweight တန်းချန်ပီယံလူပွဲအဖြစ် Alex Pereira နှင့် Sia Gunn တို့ဖြစ်ပါတယ်လက်တလော Light Heavyweight တန်းရဲ့ချန်ပီယံဖြစ်သူ Alex Pereira ဟာဝိတ်တန်းတစ်ခုထပ်တိုးပြီး UFC သမိုင်းမှာဝိတ်တန်း3ခုရဲ့ပထမဆုံးချန်ပီယံဖြစ်လာဖို့အတွက် Heavyweight တန်းက Sia Gunn နဲ့တက်ရောက်စိန်ခေါ်ထိုးသက်တာဖြစ်ပါတယ်အခြားတွဲဆိုင်များအိမ်နာနဲ့ Sean O'Malley နှင့် Iman Zahabi, Michael Chandler နှင့် Mauricio Rufy တို့ပါဝင်သည့်စုစုပေါင်းတွဲဆိုင်6ဆိုင်ကျော်ပါဝင်မည်ဖြစ်ပါသည်ယခုလိုမျိုး UFC သမိုင်းမှာမကြုံစဖူးထူးခြားလာတဲ့ UFC Freedom 250တန်းပွဲကြီးကို2026ခုနှစ်ဇွန်လ14ရက်နေ့တွင်ကျင်းပသွားတော့မှာဖြစ်ပါတယ်ပြိုင်ပွဲတစ်ခုလုံးကို Paramount မှတဆင့်တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီးပနာမတွဲဆိုင်အချို့ကို CBS ရုပ်သံလိုင်းတွင်ပြသမည်ဖြစ်ပါသည်ဤပွဲအတွက်ကုန်ကျစရိတ်မှာဒေါ်လာတန်း60နီးပါးအထိရှိနိုင်ပြီးကုန်ကျစရိတ်အားလုံးကို UFC ဘက်မှကြခံကကျင်းပသွားမှာလည်းဖြစ်ပါတယ်ယခုလိုမျိုးစိတ်ဝင်စားဖွယ်ရာအားကစားအကြောင်းအရာများကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ channel လေးကို like and subscribe မလုပ်ရသေးရင်လုပ်ပေးသွားကြပါဦးရှင်